ဒီဇလန်လေးကတော့ဒေါအုပ်ထဲမှာထူးဆန်းတဲ့တစ်ပင်တစ်ပင်ကိုတွေ့ရှိခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကောင်လေးတစ်ယောက်ဟာဒေါအုပ်ထဲမှာငြိမ်သက်စွာရက်နေတဲ့တစ်ပင်ကြီးတစ်ပင်ကိုထူးဆန်းတယ်လို့ခန်းစားလိုက်ရပါတယ်။သူကတိကျင်စိမ့်နဲ့သူ့လက်ထဲကဓာတ်နဲ့တစ်ပင်ပင်စီကိုထိုးဆိုင်လိုက်တဲ့အခါမှာတော့တစ်ဆေးတွေထွက်လာမဲ့အစားကော်လိုမျိုးဆေးကပ်နေတဲ့အဖြူရောင်အရည်ပြစ်ပြစ်တွေစီးကျလာပါတော့တယ်။အဲ့ဒီအရည်တစ်ဆက်ဟာမြေကြီးပေါ်ကိုကျသွားတဲ့ခဏချင်းပါပဲ။မယုံနိုင်စရာကောင်းအောင်ပင်ပေါက်လေးတစ်ပင်ချက်ချင်းထွက်ပေါ်လာတာကိုသူမြင်လိုက်ရတယ်။တန်တသွားတဲ့ကောင်လေးဟာသူ့လက်မောင်းကဒဏ်ရာပေါ်ကိုယူပြီးတုပ်လိမ့်လိုက်ပါတယ်။ဒါပေမဲ့ခဏကြာမှတော့စူးခနဲ့နာကျင်မှုကိုစတင်ခံစားလိုက်ရပြီးအဲ့ဒီနာကျင်မှုကတကိုယ်လုံးကိုပြန့်နှံ့သွားပါတယ်။သူဘာမှမစင်စားနိုင်တော့ပဲအဲ့ဒီရေတွေကိုတောက်ချလိုက်မိတဲ့အခါမှာတော့သူ့တကိုယ်လုံးဆိုးဆိုးရွားရွားနာကျင်လာပြီးမြေကြီးပေါ်ကိုလဲကျသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ဆက်တင်ပါပြီးသူ့ရဲ့ဒဏ်ရာရှိတဲ့နေရာကနေအပင်တပင်ဖောက်ထွက်ပြီးပေါက်လာပါတယ်။သူအတင်းရုံးကန်ပြီးတားဆီးဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီးသူ့ရဲ့အရေပြားတွေကိုဖောက်ထွက်ပြီးအပင်တွေဟာတကိုယ်လုံးမှာအရှိန်ဟုန်နဲ့ပွားများလာပါတော့တယ်။ကောင်လေးရဲ့ကြောက်လန့်တကြားအော်ဟစ်တန်တွေဟာတောအုပ်ထဲမှာပဲ့တင်ထက်သွားပြီးခဏအကြာမှာတော့အရာအလုံးဟာပြန်လဲတိတ်ဆိတ်သွားပါတော့တယ်။တကယ်လို့တင်သားအဲ့ဒီကောင်လေးနေရာမှာဆိုရင်ရောအဲ့ဒီထူးဆန်းတဲ့အရေးကိုထိမိမှာလား။မှန်းခဲ့ကြပါဦးခင်ဗျာ။